ဗိဓမာစာလေ့လာမယ်ပထမအဆင့်စိတ်ပိုင်းမှတ်စုပူဇော်ခြင်းစာမျက်နှာ9စိတ်ပိုင်းအကျဉ်းချုပ်ကိုလေ့လာပါမယ်စိတ်ပိုင်းအကျဉ်းချုပ်ကိုလေ့လာတဲ့နေရာမှာအာကုသိုလ်စိတ်က12ပါးအဟိစိတ်က18ပါးကာမတောပနစိတ်က24ပါးရူပဝဆရစိတ်က15ပါးအရူပဝဆရစိတ်က12ပါးလောကုတ္တရာစိတ်ကအကျဉ်း10ပါးအကျယ်40ပါးအာကုသိုလ်စိတ်12ပါးမှာဆိုရင်လောဘမှုစိတ်က10ပါးဒေါသမှုစိတ်က2ပါးမောဟမှုစိတ်က2ပါးပေါင်းအာကုသိုလ်စိတ်12ပါးအာကုတလဝိပဿစိတ်9ပါးအဟိကုတလဝိပဿစိတ်က10ပါးအဟိကရိယာစိတ်က3ပါးပေါင်းအဟိစိတ်18ပါးအာကုသိုလ်စိတ်12ပါးရဲ့အဟိစိတ်18ပါးရဲ့ပေါင်းလိုက်ရင်အတောပနစိတ်30ပါးရပါတယ်12နဲ့18ပေါင်း30နောက်မဟာကုသိုလ်စိတ်က10ပါးမဟာဝိပဿစိတ်က10ပါးမဟာကရိယာစိတ်က10ပါးပေါင်းလိုက်ရင်ကာမတောပနစိတ်24ပါးရပါတယ်အတောပနစိတ်30ပါးနဲ့ကာမတောပနစိတ်24ပါးပေါင်းလိုက်ရင်ကာမစိတ်ဝါကာမဝဆရစိတ်54ပါးရပါတယ်ရူပဝဆရကုသိုလ်စိတ်5ပါးရူပဝဆရဝိပဿစိတ်5ပါးရူပဝဆရကရိယာစိတ်5ပါးပေါင်းလိုက်ရင်ရူပဝဆရစိတ်15ပါးရပါတယ်အရူပဝဆရကုသိုလ်စိတ်4ပါးအရူပဝဆရဝိပဿစိတ်4ပါးအရူပဝဆရကရိယာစိတ်4ပါးပေါင်းလိုက်ရင်အရူပဝဆရစိတ်12ပါးရပါတယ်ရူပဝဆရစိတ်15ပါးရေအရူပဝဆရစိတ်12ပါးရေပေါင်းလိုက်ရင်မဟဂုတ်စိတ်28ပါးရပါတယ်ကာမစိတ်ဝါကာမဝဆရစိတ်54ပါးရေမဟဂုတ်စိတ်28ပါးရေပေါင်းလိုက်ရင်လောကီစိတ်82ပါးရပါတယ်လောကုတ္တရာကုသိုလ်မတ်စိတ်အကျဉ်းက4ပါးလောကုတ္တရာဝိပဿဖို့စိတ်အကျဉ်းက4ပါးပေါင်းလိုက်ရင်လောကုတ္တရာစိတ်အကျဉ်း10ပါးရပါတယ်လောကုတ္တရာစိတ်အကျဉ်း10ပါးရဲ့အပေါ်ကလောကီစိတ်82ပါးရဲ့ပေါင်းလိုက်ရင်စိတ်အကျဉ်းစုစုပေါင်း89ပါးရပါတယ်လောကုတ္တရာကုသိုလ်မတ်စိတ်ကအကျဉ်း20လောကုတ္တရာဝိပဿဖို့စိတ်ကအကျဉ်း20ဆိုပြီးရှိပါတယ်ပေါင်းလိုက်လို့ရှိရင်လောကုတ္တရာစိတ်အကျဉ်း40ရပါတယ်လောကုတ္တရာကုသိုလ်မတ်စိတ်အကျဉ်း20ကိုပူဇော်ပါမယ်သောတာပတ္တိမတ်စိတ်5ပါးတက္ကဒါဂာမိမတ်စိတ်5ပါးအနာဂာမိမတ်စိတ်5ပါးအရဟတမတ်စိတ်5ပါးပေါင်းလောကုတ္တရာကုသိုလ်မတ်စိတ်အကျဉ်း20ပါးသောတာပတ္တိဖို့စိတ်5ပါးတက္ကဒါဂာမိဖို့စိတ်5ပါးအနာဂာမိဖို့စိတ်5ပါးအရဟတဖို့စိတ်5ပါးပေါင်းလောကုတ္တရာဝိပဿတနည်းလောကုတ္တရာဖို့စိတ်အကျဉ်း20ပါးလောကုတ္တရာကုသိုလ်မတ်စိတ်အကျဉ်း20ပါးရဲ့လောကုတ္တရာဝိပဿဖို့စိတ်အကျဉ်း20ပါးရဲ့ပေါင်းလိုက်ရင်လောကုတ္တရာစိတ်အကျဉ်း40ပါးရပါတယ်အဲ့ဒီလောကုတ္တရာစိတ်အကျဉ်း40ပါးရဲ့အပေါ်ကလောကီစိတ်82ပါးရဲ့ပေါင်းလိုက်ရင်စုစုပေါင်းစိတ်အကျဉ်း122ပါးရပါတယ်81နဲ့40ပေါင်း121နောက်ရူပဝဆရစိတ်15ပါးနဲ့အရူပဝဆရစိတ်12ပါးပေါင်းရင်မဟဂုတ်စိတ်28ပါးရလာတယ်အဲ့ရလာတော့မဟဂုတ်စိတ်28ပါးရဲ့ခုနကလောကုတ္တရာစိတ်အကျယ်40ပါးရဲ့ပေါင်းလိုက်ရင်ဇန်စိတ်တဏီအပနာစိတ်68ပါးကိုရပါတယ်စာမျက်နှာ9ပူဇော်ခြင်းပြီးပါပြီဓမ္မမိတ်ဆွေများကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေရှင်ယခုဓမ္မဒါနပြုသူကတော့ပန်သစ္စာနရေတာဖြစ်ပါတယ်ရှင်